everyone, welcome to Happy Language Club. Today I would like to talk about a phrasal verb called breakdown. Actually, breakdown ဆိုရဲ phrasal verb လေးမှာကတော့အတိတ်ပဲ၃မျိုးရှိရပေါ့နော်။အဲ့တော့ပထမအတိတ်ပဲကကြတော့ကျတော့အလုံးမလုံးတော့ပဲပျက်စီးသည်ချို့ရင်သည်ဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်။သူကကျတော့ဒီစက်ပစ္စည်းတွေမော်တော်ယာဉ်တွေကအလုံးလုံးရင်းကနေပြီးတော့ရုတ်တရက်အလုံးမလုံးတော့ပဲနဲ့ထိုးရက်သွားတဲ့အခါမျိုးပြတ်သွားတဲ့အခါမျိုးမှာသုံးနေပေါ့နော်။အဲ့တော့နောက်ထပ်အတိတ်ပဲတစ်ခုကကြတော့စိတ်ခံစားချက်ပြိုလဲသည်ငိုကြွေးသည်ဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်သူကကြတော့ဒီပျော်လို့ပဲဖြစ်ဖြစ်ဝမ်းနည်းလို့ပဲဖြစ်ဖြစ်ကျတော့စိတ်ခံစားချက်တွေမထိန်နိုင်တော့ဘဲနဲ့ငိုကြွေးတဲ့အထိဖြစ်သွားတဲ့အခါမျိုးမှာသုံးနေပေါ့နော်အဲ့တော့နောက်ထပ်အတိတ်ပဲတစ်ခုကကြတော့ကျတော့ခွဲစမ်းသည်စိတ်ဖြာသည်ဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်သူကကြတော့ဒီတစုံတစ်ခုကိုပို့ပြီးတော့နားလေအောင်သိရှိအောင်လေ့လာလို့ရအောင်လို့အတွက်အပိုင်းငယ်လေးတွေအဖြစ်ခွဲခြားတဲ့အခါမျိုးမှာသုံးနေပေါ့နော်အဲ့တော့ရှင် example အနေနဲ့ပြောရမယ်ဆိုရင်တော့ပထမတစ်ခုကဒီ breakdown ကိုခွဲစမ်းအနေနဲ့သုံးမယ်ဆိုရင်This machine often breaks down when it gets too hot. ဒါကဘာကိုပြောလဲဆိုရင်ဒီစက်ကအရန်ပူလာတဲ့အခါမှာအလုံးမလုံးတော့ပဲထိုးရက်သွားတယ်လို့ပြောချင်တာဖြစ်တယ်။အဲ့တော့ကျွန်တော်နောက်ထပ် past tense လေးနဲ့ရေးကြည့်မယ်ဆိုရင်ကျတော့ The teacher broke down the complex theory into simple steps. ဒါကဘာကိုပြောချင်တာလဲဆိုရင်ဆရာမကဒီခက်ခဲရှုပ်ထွေးတဲ့ theory ကြီးကိုပို့ပြီးတော့နားလည်ရလွယ်ကူတဲ့အဆင့်လေးတွေအဖြစ်ခွဲခြားပြသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်။ကျွန်တော်နောက်ထပ် example တစ်ခုကတော့ future အနေနဲ့ရေးရမယ်ဆိုရင် I think she will break down when she sees the surprise အဲ့ဒါလေးကဘာကိုပြောချင်တာလဲဆိုရင်သူမကတဲ့ဒီ surprise ကိုမြင်တဲ့အခါမှာငိုသွားလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တာပေါ့သူကအရန်ပျော်လို့ငိုသွားတာအဲ့လိုမျိုးကိုပြောချင်တဲ့အခါမှာသုံးလို့ပေါ့နော် Okay so share the breakdown ဆိုတဲ့ phrasal verb လေးရဲ့အဓိပ္ပာယ်ကိုရောအသုံးပြုပုံလေးကိုနားလည်မယ်လို့ထင်ပါတယ်အစားအနေနဲ့ကတော့ဒီချက်ကို comments box လေးထဲမှာဒီ breakdown လေးနဲ့ပတ်သက်တဲ့စာတကြားလောက်ရေးခဲ့ပေးပါဦးနော် Thanks for watching. I hope you enjoyed this video. See you in the next one. Bye bye.